ရှင်မသက်ခရစ်ဝင်ခန်းကြီး1အာဗြဟံနှင့်ဒါဝိဒ်တို့မှဆင်းသက်တော်မူသောယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက်စရင်ဟုမူကားအာဗြဟံသားဣဇက်သားယာကုပ်သားယူဒာမှစ၍ညီနောင်တစုယူဒာသည်မိမိခင်မွန်းတာမာတွင်မြင်သောသားဖာရက်နှင့်ဇာရာဖာရက်သားဟေဇယုံသားအာရန်သားအမိနဒပ်သားနာရှုံသားဆာလမုန်သည်မိမိခင်မွန်းရခတ်တွင်မြင်သောသားဘောဇသည်မိမိခင်မွန်းရုသတွင်မြင်သောသားဩဘတ်သားယေရှဲသားဒါဝိဒ်မင်းကြီးသည်ဥရိယ၏ခင်မွန်းဖြစ်ပူသောမိမတွင်မြင်သောသားရှောလမုန်သားယောဘောင်သားအဘိယသားအာသသားယောရှဖတ်သားယေဟောရန်သားဩဇိသားယောသန်သားအာခတ်သားဟေဇကိသားမနာရှေသားအာမုန်သားယောရှိသားယောယကိမ်သည်ဘာဘူးလုံမြို့သို့နေရာပြောင်းခါနီးတွင်မြင်သောသားယေခေါနိမှစ၍ညီနောင်တစုသည်ဘာဘူးလုံမြို့သို့နေရာပြောင်းသည့်နောက်ယေခေါနိသားရှလတေလသားဇေရုဘဗေလသားအာပြုတ်သားအေလျာကိမ်သားအာဇောသားဇာဒုတ်သားအာခိန်သားအေလုတ်သားအေလဇာသားမတန်သားယာကုပ်မြင်သောသားကမာရိ၏ခင်မွန်းယောသတ်သည်ထိုမာရိသည်ခရစ်ဟုခေါ်ဝေါ်သမုတ်သောယေရှု၏မေတော်ဖြစ်၏ဤသို့လျှင်မျိုးစဉ်နွယ်ဆက်ပေါင်းကအာဗြဟံမှသည်ဒါဝိဒ်တိုင်အောင်14ဆက်ဒါဝိဒ်မှသည်ဘာဘူးလုံမြို့သို့နေရာပြောင်းသည့်တိုင်အောင်14ဆက်ဘာဘူးလုံမြို့သို့ပြောင်းပြီးမှသည်ခရစ်တော်တိုင်အောင်14ဆက်ဖြစ်သည်ယေရှုခရစ်သည်ဖွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟုမူကားမေတော်မာရိသည်ယောသတ်နှင့်ထိမ်းများဆောင်နေ၍မရှက်တင်မီတွင်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ပဋိသန္ဓေဆွဲနေ၏သူ၏ခင်မွန်းယောသတ်သည်သူတော်ကောင်းဖြစ်၍မာရိအတည်ကိုမပြတ်စေသောကြောင့်စိတ်စွာစွန့်ပယ်မည်ဟုအကြံရှိ၏ထိုသို့ကြံစီ၍နေစဉ်တွင်အိမ်မက်ကိုမြင်ရသည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍ဒါဝိဒ်အမျိုးယောသတ်တင်၏ခင်မွန်းမာရိကိုထိမ့်သိမ်းရမည့်အခွင့်ကိုမစိုးရိမ်နှင့်ဤပရိသတ်သည်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မှဲ့ရမည်ဟုကောင်းကင်တမန်ဆို၏ထိုအကြောင်းအရာမူကားထာဝရဘုရားသည်ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းတည်းဗျာဒိတ်တော်အချက်ဟုမူကားကြည်ရှုလော့သူတို့သမီးကညာသည်ပဋိသန္ဓေဆွဲယူ၍သားယောက်ျားကိုဖွားမြင်လက်တံထိုသားကိုအေမာနွေလအမည်ဖြင့်မှဲ့ရကြလက်တံဟုလာသည်အေမာနွေလအနှက်ကငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသည်ယောသတ်သည်အိပ်ပျော်ရာမှနိုးလျင်ထာဝရဘုရား၏ကောင်းကင်တမန်မှာထားသည့်အတိုင်းပြု၍မိမိခင်မွန်းကိုထိမ့်သိမ်းလေ၏သို့တော်လည်းသားဥကိုမဖွားမိတိုင်အောင်တန်ဝတမပြုဘဲနေ၏ထိုသားကိုလည်းယေရှုဟူသောအမည်ဖြင့်မဲ့လေ၏